အဲ့ဒါဖန်ခံတော့မေးရရှိလို့ဆိုပြီးတော့ခေါ်သွားနော်ဆင်းခဲ့အောင်မေးရရှိလို့ပေါ့ခေါ်သွားပြီးတော့ခန်းလေးကိုထိပိတ်တယ်ကြီးရပြောတယ်အဖေကမင်းတို့ကအပေါ်ဟိုအထပ်ပိုင်းတက်လို့မရဘူးလေမင်းတို့အောက်ပြန်ဖို့မှာမင်းတို့အောက်ဆင်းရကရှင်ပြန်ထည့်ပြင်ပါလို့ပြောပြီးတော့ပညာအခန်းထဲမှာထည့်တာနောက်ပိုင်းရောက်တော့ကျတော့မင်းတို့မေးရရှိလို့ပေါ့လို့မင်းတို့မေးပြီးရင်ပြန်လွတ်မှာဆိုပြီးတော့ကျွန်းလာဖို့ပေါ့ကျွန်းလာဖို့ကျွန်းလာချုပ်တဲ့ရောက်တော့ကျတော့ကျွန်တော်နာမည်ဟိုအသက်တွေမေးရပါမေးဖားနာမည်မေးရမေးပြီးတော့ကျွန်တော်လက်နိုင်ပါလာအကုန်စမ်းတယ်စမ်းပြီးတော့ချိုးတဲ့ထည့်ပြီးတော့နေတိုင်းသူချိုးရရတော့ကျတော့ဘူရဲ့လာပြီးစကားပြောပေါ့သူပြောရတယ်သူတို့ရဲ့စစ်စင်ကြီးတွေကိုနားလေးကိုအချိုးတက်ပြီးရိုက်သွင်းတာပေါ့ရအောင်ရိုက်သွင်းတယ်နောက်ပြီးတော့ကျတော့သမင်းလာဖို့တော့လေသမင်းသားပြီးတော့လေကျွန်တော်တို့အဲ့ချိုးတက်ပြီးလာပြောမင်းတို့ဟိုကောင်းနေဘက်တည်းမင်းတို့အနေနဲ့မင်းတို့ PDF တွေငါတို့ဒီကပြန်ဖို့မှာမင်းတို့ PDF တွေရောက်ထည့်အောင်ဟိုကောင်းတွေကဆွဲပြီးတော့မင်းတို့ပေါ်တာဆွဲပြီးမင်းတို့တက်ပြင်မှာရှင်းတိုင်းလွတ်မှာအဲ့လိုပြောဟုတ်ပြီငါတို့ဆိုတာတဲ့ငါတို့စစ်တက်ကြီးဆိုတာတဲ့နှစ်ချီထားစိုက်လက်နဲ့ထုတ်တဲ့စိုက်ုံတွေလည်းပြည့်ရှိတင်ကားရည်ရှိလိန်ရည်ရှိကြိုက်တာထိုးလုံးရအဲ့တော့မသုံးဘူးရတို့ဟာဆိုဘာမှမဟုတ်သေးဘူးမင်းတို့ဟာအပြိုလေးရှိပါလေးရှိငါတို့တကယ်မတိုက်သေးဘူးအပြိုလွတ်ထားတဲ့ငါတို့တကယ်မတိုက်သေးဘူးငါတို့တိုက်ရင်ငါတို့တင်ကားရည်တက်မှ6ခိတ်မှာတဲ့တင်ကားရည်အောင်ခွေးထုတ်မသွားနိုင်ဘူးထုတ်တော့မင်းတို့ဘယ်လိုဖြစ်သွားမလဲမင်းတို့သိလားမင်းတို့စဉ်းစားတယ်မင်းတို့ကိုယ်ပိုင်ရွေးချယ်ပုံဆိုတာရှိတယ်မင်းတို့ဒီမိုကရေစီဆိုတာသိလားငါလည်းမသိဘူးမင်းတို့လည်းမသိဘူးပြအဲ့ပြောသေးတယ်ပြောပြီးမင်းတို့မှာကိုယ်ပိုင်ရွေးချယ်ပုံရှိတယ်မင်းတို့မှာကိုယ်ပိုင်ရွေးချယ်ပုံရှိတယ်ကိုယ်ပိုင်ရွေးချယ်ပုံရှိတယ်တဲ့ပြောပြီးတော့နည်းနည်းကကျတော့ပြောလဲပြီးတော့နည်းနည်း9ယောက်ထက်ထုတ်စစ်တဲ့နာကို6ကိုသွေးစစ်မယ်စီးစစ်မယ်မင်းမအောင်ဆိုရင်ရှင်အိမ်ပြန်ဟိုင်ပို့ပြီးမှပြောပြီးခေါ်သွားအောင်သူစကားရှိရပါသူတက်ပြင်မှာပေါ့ပွင့်မှသူစကားရှိရပါအောင်လို့ခေါ်လာမောင်လည်းမောင်ပို့ပြီးမောင်လည်းတက်ပြင်မှာမောင်လည်းထည့်မှာပဲဟုတ်တယ်မလားမောင်လည်းရှင်းတယ်ပြင်မှာပါဒီချင်းမလို့အကြီးသွေးပဲလို့ရှင်းအတွက်ပဲရှိရလူအကာရရင်ရပြီပေါ့သူမသိဘူးလားလူတိုင်းကပုံပြီးလုပ်ကြပါအပြည့်ကျွန်တော်သမီးသားရှည်တော့နက်ခင်းပိုင်းဆိုရင်လို့ရှိရင်ဒီချိုးကိုကျွန်တော်9နိုင်လောက်မှလုပ်9နိုင်မှလုပ်ရအိမ်သာလေးကပိုင်းနေပဲလုပ်ပြီးရတောက်တော့လဲအိမ်သာလောင်းနဲ့ကြီးပဲတောက်ချိုးလဲအိမ်သာလောင်းနဲ့ကြီးပဲချိုးရဲပြီးတော့ညအိမ်နေရှင်လဲဆောင်းနေမပြီးဘူး3ယောက်တစ်ထည်မခြုံလောက်လဲခြုံရအောင်ခြုံရတာပဲအဲ့လိုဝစားတောင်းလဲဝစားတောင်းလဲမပြီးဘူးနေမကောင်းလို့စေတောင်းနေစေတောင်းနေအတော့ဒီပါလေအေးပတ်လို့ပြောရင်လေငါတို့တော့ဒါရာသီအခုပြောင်းနေငါတို့တော့အဲ့လိုဖြစ်တာပဲလေအားပဲပြောပါဘိုင်အောင်ဘိုင်ဒီနာလို့ဆိုအိမ်သာတက်တယ်ဘိုင်အောင်အိမ်သာတက်လို့ပြောတယ်ဘိုင်ဒီနာကိုပြောတာဟုတ်အဲ့ဒါဘိုင်အောင်ရင်မင်းတို့ကနေအိမ်သာတက်တယ်လို့ပြောသမင်းကျွေးနေတယ်တယောက်မှပဲပြုတ်ဆိုတဲ့တစုံပဲချင်းမောင်းဆိုတဲ့တစုံပဲပေါ့အင်း3နှစ်လောက်တော့ပါပဲကြောက်ဖြုံလူများကြီးမလောက်ဘူးမသေးတဲ့မသေးဟင်းပေါ့ဗျာအဲ့ဒီစားပါဟာတော့အရေးအဖက်ကနေအောင်အရေးလေးနဲ့လူလောက်ပဲသမင်းသားရယ်သမင်းမျိုးရယ်သမင်းစမ်းရမှာတော့လေချောင်းရောင်တာဟုတ်လားဟုတ်ပြီသမင်းသားပြီးနေရင်ကျွန်တော်ဘယ်လိုမှထိလို့မရသမင်းသားပြည့်တဲ့စကန်ထားသိပြီးတော့ခေါင်းရင်ဘူးပဲခေါင်းရင်မျက်စိကိုပြပါဘာမှမရအောင်နားတော့မလက်ကြီးရက်နေတာဒီတိုင်းဘယ်မှသွားလို့မရအောင်ရက်နေပြီးတော့ခဏပြေးနေကျွန်တော်သွားရင်ခေါင်းနေမူးရဲ့ဒါမျိုး6တယ်လည်းလမ်းမလျှောက်နိုင်တော့ပျော့ခွေးနေဟုတ်ပြီသမင်းသားပြည့်ရင်ကျွန်တော်တန်းအိပ်ပြောသွားဆေးတွေပါသမင်းမှာတော့ဆေးမပါတော့ဟင်းထဲမှာတော့ဟင်းတစ်မျိုးမှာတော့ဆေးတော့ပါတယ်စိတ်ကြစီမဟုတ်ရင်တော့မှစိတ်ညင်လေးတော့ပါဆေးပါတော့ထက်လောက်တယ်ဆေး
好多人特别傻逼，谁干你咪过呀？我都弄来，你看 A 铺呀，身上的啦，A 铺呀，A 呀，都弄来。 အကုန်လုံးလေးရင်းမိပါတယ်တယောက်နဲ့တယောက်ကတော့ပြောဖြစ်တယ် တရားမလို့အထက်မှာတော့ပြောပြ မင်းနဲ့စားပြီးမင်းတို့ကောင်တွေခေါင်းတွေပါတယ်မမူးကြဘူးအဲ့လိုမျိုးမူးတယ်ငါတို့လည်းမူးတယ်ကျင်းရုပ်တယ်ခင်းတွေပါတယ်ထဲမှာတခုပါလောက်တယ်ပြောရကိုချင်းမင်းစားပြီးလူရအားတွေပျော်ပြီးခေါင်းတွေပါတယ်မူးပါအဲ့စင်နာပဲစီးတော့ကျွန်တော်ဘာမှမလုပ်ချင်တော့ ကျွန်တော်3ရက်နေမှာဆိုရတော့ကျွန်တော်စပြီးတော့ကြံပြဖတ်ပြီးဖို့ကျွန်တော်ကအစောရဲ့ဒီဟာမလုပ်နိုင်ဘူးဒီလောက်ပဲမလုပ်နိုင်ကိုချင်းလည်းပြန်ပြီးမပြစ်နိုင်ဘူးကျွန်တော်က အဲ့ဖောင်းကြီးလည်းမွေးနိုင်ဘူးလို့ ဒီဖောင်းကြီးကတော့အသက်မသေးချင်ဘူးတော့ဒီဖောင်းကြီးဝတ်ပြီးတော့မှ ကိုနေတဲ့လည်းဖောင်းကြီးကမွေးချင်ဘူးလားအဲ့ထဲမှာတနေ့နေမှာအပြင်မှာတရပဲသက်ရှင်နိုင်မယ်လို့ အဲ့ဆုံးဖြတ်ချက်တာ အဲ့ဆုံးပြကြလိုက်ကြ အဲ့တော့ကျွန်တော်ရောက်ခါလာ3ရက်နေကျွန်တော်ရောက်ဒီလေညနေ3နာရီလောက်မှာကျွန်တော်ကတန်ဆူကျိုးမှာအစာလေးပတ်တာရှိအဲ့လေးဖြုတ်ပြီးကျွန်တော်ကျန်းဖောက်တယ်ပေါ့ကျန်းဖောက်အဲ့နေရာဖောက်တဲ့နေရာကျွန်တော်စဖောက်တော့တန်ဆူကျိုးနဲ့ဆိုတော့ဗျာတော့မပြက်လာဘူးဟုတ်မပြက်တော့ကျွန်တော်နောက်ကြအိမ်နာမှာရှိချက်ထိုးတဲ့ဟာလေးကိုကျွန်တော်ဆွဲဖြုတ်ပြီးအဲ့လေးနဲ့တိုက်တယ်ပေါ့တိုက်ရတော့9ရက်လောက်ကြာအောင်တိုက်ရတယ်ပြီးတော့ကျွန်တော်နောက်ညပေါက်တော့ကြတော့ကျွန်တော်တကယ်ချင်းကိုတိုင်နေပေါ့တကယ်ချင်းနဲ့သူလည်းတိုင်သူလည်းပြောဖိုက် တော်တော်များတယ်လိုက်မလိုက် တော့များတယ် အဲ့လိုနေကင်းကတော့တိုင်းနေတယ်ညရောက်လို့ထမင်းစားပြီဆိုရင် မင်းစားပြီးစိတ်တွေပြောင်း စိတ်တွေကြောက်လိုက်စဉ်းစားတော့သွားကြကြတော့ ပျော့သွားစိတ်တွေပျော့သွားတယ် ကြောက်စိတ်ကဝင်လာ ပထမတစ်ခါလည်းပြီးမယ်လို့လုပ်ပြီးသားရဲ့အများအဲ့တော့ပြီးမယ်ဆိုရင်တော်တော်များ10ရောက်15ရောက်တော့ရှိအဲ့တော့ပဲရှိအဲ့နေရမပြေးပြမယ်နဲ့နောက်ရကြမှာပြေးပြတယ်အဲ့ပြေးမဲ့ရကပြေးမဲ့ရကျွန်တော်ပြေးမဲ့ညနေရကျွန်တော်9ရောက်ကတော့ နေခင်းမှာပဲ နေကင်းမှာပဲကမ်းမှု6ရောက်6မှုခေါ်သွားတယ်အဲ့ဒီည7ခွက်လောက်မှ အဲ့ညစတဲ့ခွဲလာ ဒီလား ဟုတ်ပြီလားဖပြည့်လမ်းမှာတော့ခက်ခဲရှိတာပေါ့ဖနက်ကလည်းမပါဘူးစုရဆိုတာပေါ့စုရမီးလည်းမပါဘူးဖနက်လည်းမပါဘူးစုရဆိုတာပေါ့ခြေထောက်တွေမထောက်နိုင်ဘူးနဲ့ကိုကဒီထဲမှာမနေနိုင်ဆိုတော့ကိုစိတ်နဲ့ကိုဆိုတော့အားတင်းလျှောက်ခဲ့ရတာပေါ့နောက်ကျွန်တော်ပြူရိုင်းနဲ့ရောက်တော့ပေါင်းနှုံနေမိမှတော့ကျွန်တော်မကြည့်ကြည့်အောင်ညာသိန်းတောင်ဆိုပဲတောင်းနေပြီးတော့သူကဟိုတောင်းလို့လည်းညှို့ဆိုတယ်လွှဲထုတ်ပေးရပေါ့ကျွန်တော်ရသူပြောတယ်ဟုတ်တယ်မလို့သွားရတောင်းပေါ်မှာကျတော့တာဖာနေရာတွေ့လို့သွားမိရကြတော့ သူတို့ကလည်းပြူဖြစ် သူတို့လည်းပြီးဖြစ်နေငါတို့ဖုန်းဆက်ပြီးပြော4ယောက်လွတ်သွားတယ်ဒီကောင်တွေပဲထင်နေဆိုပြီးကျွန်တော်တို့တနက်နဲ့လိုက်ပြတာပေါ့ ကျွန်တော်ပြေးပြီးတော့နိုင်ဝဲတော့ကြာပါတော့နိုင်ဝဲတော့ကြာတော့ရွာပြန်သွားတယ်တာပိုင်းလို့တောင်းလို့ရွာပြန်ပြီးမှနည်းနည်းလေးရောက်နိုင်ဝဲတော့နည်းနည်းလေးမှောင်သွားတော့ကျွန်တော်ရောက်သွားရွာညနေကြောင်ရောက်တာတနက်နဲ့ညကြလိုက်ဖောက်တယ်ပြီးရင်ဟိုအဲ့ဖုန်းရှည်ဆွဲတယ် နောက်ကကားနဲ့ ကားနဲ့ဖုန်းရှည်လိုက်ဆွဲ ပြောတာတော့ဟိုဟာစစ်ကြောင်းနဲ့ကြောင်းနဲ့ကျွန်တော် ကျွန် တို့ တော် လာ လိုက် ရှာ ရှာရပေါ့ကျွန်တော်တို့က အဲ့မှာလမ်းမှာတော့သူတို့ point ချလိုက်တွေ့ တော့ထဲမှာတော့ရေကတော့တောင်းများတယ်ရေဘူးလေးတစ်ခုပါအောင်အဲ့ဘူးလေးနဲ့တောင်းများတယ်မှာဒီလေး တော့ဝဲလူလေးနဲ့ထိုက်တယ်တောက်ခဲ့တာ ဒီလေးကတော့စားရတော့ကျွန်တော်တော်ရဲမှာကိုယ်တက်မသိဘူးပေါ့မပြောသေးပြညာအစိမ့်နေပြောပေါ့စိမ့်နေပြော ပုတ်ကြည့်လုံးပါရောဒါဘီချက်ကလေးတစ်လုံးတော့ပါတယ် ဒီကျတလုံးပါတယ်ဥစ္စာ ဖက်ပြီးတော့မြစ်တစ်လုံးပါတော့ကျွန်တော်မပြောသေးပြညာအစိမ့်နေတွင်းနေချင်းခုရပေါ့ခုရကျွန်တော်ဖုတ်ရစားခဲ့ ချမောရတော့တာ တော်ရဲမှာပေါ့တွေ့ရစားရတဲ့ရွက်မှန်ရင်တော့ချက်စားလို့ရတဲ့ရွက်မှန်တော့ခုရစားခဲ့ရ စိတ် ပေါ့ စား ဒီအောင်တော့ အားပြီးတော့ဒီဘက်ကိုလာတော့ကာရာဗန်နဲ့ရောက်လာနော်ကာရာဗန်နဲ့ရောက်လာပြီးတော့အဲ့ရွာနောက်ဖက်နာလေးမှာအဲ့ရွာလည်းမျောစင်းနေအများကြီးပဲအစောတော့အဲ့ရွာကိုဝင်မလို့မျောစင်းနေတဲ့ချမ်းတစ်ခုကမဲနေတယ်တစ်ခုကလည်းရွဲ့နေတော့ကျွန်တော်အဲ့ပဲပြီးရတာတွေ့ထားတဲ့အချိန်ကိုဝင်မလို့မှရွာနောက်ဘက်ကိုသွားလိုက်မှဘန်ကားကြီးအများကြီးရှိရတယ်အဲ့ရွာမှာကွင်းပြီးတော့အဲ့ရွာဘေးလေးမှာတာဝါတိုင်းရှိအဲ့တာဝါတိုင်းတောင်မနာလေးမှာဘယ်လမ်းမှာအဲ့ရွာမနက်မိုးလင်းမှအဲ့ လဲလဲတော့ရှော့ လဲတော့ရှောက်ပြလဲလာတဲ့လူလေးတယောက်ဘူးတော်လေးတွေ့လို့မို့လို့ပြအဲ့ဘူးတော်မေးပြီးတော့အဲ့ဘူးတော်ကနေပြီးတော့ဒီဘက်ကိုထွက်လို့ကျရင်ပြေးလန်းရှိတယ်အဲ့ဘက်ကိုသွားဆိုပြောလိုက်ဒီဘက်ကလာ အဲ့ဒီမှာတစ်စင် ပြီးအဲ့ဒါဘီလန်းပေါ်ရောက်တော့ဘီလန်းပေါ်ရောက်တော့ကြာလိုင်းကားလေးနှစ်စီးရလာကျွန်တော်တားလေးမိနေပြီးတော့နေတော့ကြာသူကပြော
ဒီရှိမှဂိမ်းရှိသေးတာကျွန်တော်မျိုးအဲ့ရှိမှခွေးကြီးကြီးပဲပြန်မိနေမျိုးဆိုနောက်ပြန်နေစုပ်ပြီးတော့လေဘက်ကိုပြန်လိုက်ပါလေဒီဘက်မှာလေလန်းလေးရှိရဲအဲ့လေလန်းလိုက်ဆိုကျွန်တော် အဲ့ဒါ PJ တွေပဲရှိရဲအဲ့လိုမျိုးအဲ့ဘက်က PJ တွေပဲအဲ့ဘက်က PJ နေပြီလို့ပြောကျွန်တော်အဲ့ဘက်လာအဲ့ဘက်ကဖေးကင်းထဲမှာပေါင်းတင်နေတယ်ဒီမှာ3ယောက်ပြတော့ အားကြီးတော့က လူကသူတို့မှပါရဲစားကြလေးငပြောသေးရတင်းမောသေးရပြီးလိုက်ပါနောက်ပြီးတော့ကျွန်တော်တို့ရွာနား အား လေး ကြီး တွေကို ရဲ့ပါညာနဲ့လည်းပို့ပြရပါ ဟိုကြီးအိမ်ပို့ပြပေါ့ဟိုကြီးတစင်းကျွန်တော်ဒီဆိုင်ကနေလာခေါ် PJ တွေဆိုင်ကနေလာကွာတို့ကြောင့်ကျွန်တော်တို့လည်းသူတို့ကြောင့်ကျွန်တော်လည်းမမေးရဘူး လက်တွေသူ့တွေကိုကြောက်ဖို့ ကျွန်တော်တို့ထွက်ပြေးရတာပြောမှသူတို့ကလည်းစိတ်ချလက်ချလိုက်ပို့တယ်သူတို့လည်းကြောက်တာပေါ်လည်းကြောက်တယ်ရမ်းခေါ်ရမ်းမှုမှာကြောက် ပြူတွေပါတွေးလို့ ကျွန်တော်စားတော့ယုံကျွန်တော်ပြန်ဖို့မှလာပေါ့အဲ့လိုပဲမျိုးအမှန်တော့သူတို့ကအမှန်ဖွဲ့တဲ့လူရောက်လာအဲ့ဒါသိမြင်တော့ကျွန်တော်အဲ့တော့ကျမှပြန်မှ အော်တော့ရဲ့ဒဇိတ်အနီလေးညမှာကျွန်တော်တို့လည်းစိတ်သက်သာစိတ်ချမ်းသာတယ်ယုံတော့အဲချုပ်ခိုင်းမှာယောက်ျားလေးမိန်းကလေးလည်းဖမ်းထားတာရှိတယ်မိန်းကလေးကျွန်တော်တို့မြင်တော့ဒါကြောင့်ဖမ်းရတယ်မသိဘူးကျွန်တော်တို့မြင်ခဲ့ရ9ယောက်ပေါ့9ယောက်4ယောက်ကတော့သမင်းချက်တဲ့ဆိုမှနေရပေါ့အဲ့မှာသူတို့တော့မှဝင်ရဟောအပြစ်လေးပြီးရောပြေးရအောင်အပြစ်ဟုတ်ဟိုလိုက်ပြီးတော့အရင်လိုက်ရွေးဆိုလဲရွေးတဲ့သူတွေလည်းအကုန်ဖမ်းတယ်ဟိုဘုံကြီးတစ်ပါးလည်းဖမ်းထားရတယ်ရှိတယ် ရှိတယ်မှာ ဘုံကြီးတစ်ပါးလည်းဖမ်းထားရှိတော့ငရိထားရဲ့အဆောင်မှာပို့ထားတယ် နေရာလည်းမဟုတ်ဘူး3ခုလောက်တော့ရှိရစမ်းတယ် ရအဲ့မှာစီတိုင်းတင်နေအဲ့ဒါစီတိပါတွေပါထားထား ဒီ အဲ့အိမ်အောက်မှာ ကျွန်းလာဆိုင်ဘုတ်ကြော်လေးမှာဒီညာဘက်မှာထားတယ် ဝင်ချင်း ဝင်ချင်းညာ ကမ်ဘူကနေကျွန်းလာအောင်ဝင်ချင်းဆိုင်းဖို့ကြော်ညာဘက်မှာထား အကျဉ်းချမ်း6ဘက်ကခြုံတန်းမှာထားတာ တဲချန်လေးလိုက်တာ